မမတို့အခက်ခက်ခဲတဲ့တာစီတကုန်ခက်မဲ့မင်းပဲမချစ်တဲ့ဆုံးလက်ပဲငါတော့ကိုတော့မရှုံးလိုက်နဲ့လင်းလာလေးငါရဲ့အမောင်တွေကိုလက်သေးသူပါမင်းကြောင့်ငါရရှိခဲ့တဲ့ငါပျော်ရွှင်စရာများထောက်ရချစ်တွေပို့တဲ့တရားဝက်ကြတဲ့စီတွေငါရေးထားတဲ့ဒီတေးသွားတဲ့ချစ်လေးနာစင်ဖို့ရေးသားခဲ့ချိန်တွေကြာရင်မေးသွားမှာနေတမရနဲ့နဲ့ဝိတ်ဝါမှာလိုချင်ယူသွားမင်းလေးတွေကုန်လုံးမညိုညင်မဘူးပေးဆက်ချင်တော့မင်းကလမ်းခွဲဖို့ရှေ့တက်ကဟောပြောခဲ့သလိုမင်းကငါရဲ့လိုတဲ့ချမ်းမဲ့မို့